โอเคအားလုံးမင်္ဂလာပါဒါကျွန်တော်တို့ Windows မှာ VPN တောင်းတဲ့နည်းလေးကိုပြောပြမှာဖြစ်ပါတယ်အရင်ကြီးခက်တာတော့မဟုတ်ဘူးကျွန်တော်တို့အရင်တုန်းကကျွန်တော်တို့သုံးခဲ့တဲ့ VPN ဒီ free VPN ပေါ့နော် setup VPN လို့ခေါ်တယ်ဒါက extension ထည့်ပြီးသုံးတာမျိုးပေါ့နော်တို့တော့ဒီ minute time remaining ရှိတယ်ပေါ့ဆိုတော့နည်းနည်းအခုချိန်မှာပို့ပြီးတူထက်စာပိုကောင်းနေကျွန်တော် XVPN ဆိုလေးကို download နည်းလေးပြောပြချင်ပါတယ်နော်အဲ့တော့ website မှာရိုက်ချလိုက်မယ် X နော် VPN တခါလေးတန်းတွေ့လိုက်မယ်တော့ Windows Mac Android iOS operation နော် operation system ပေါ့အဲ့ဒီ OS အတွက်ကျွန်တော်၄မျိုးလုံးလောက်ရှိတယ်ပေါ့နော် download Windows ရှိမယ် Windows OS ရှိမယ် Mac OS ရှိမယ် Android OS iOS ရှိမယ်ပေါ့ဆိုတော့ဒီကောင်လေးကိုကျွန်တော်နှိပ်လိုက်မယ်နော်xvpn.io ပေါ့သူရဲ့ website နော်ဒါလေးကိုနှိပ်လိုက်မယ်ခဏစောင့်ပထမမှာ VPN လိုကောင်းလို့လိမ့်မယ်နော်အဲ့တော့ VPN မရှိလဲဒီကောင်တော်တော်များများတော့အဆင်ပြေပါတယ်ဆိုတော့ agree နော်ဒီမှာ download for Windows ကျွန်တော်ဒီ download ဖြစ်Windows အတွက်တောင်းမှဖြစ်တဲ့အတွက် download for Windows ထပ်နှိပ်လိုက်မယ်အဲ့တော့ဘယ်မှာစိတ်မလဲပေါ့နော်ဒါကို down မဲ့နေရာလေးစိတ်မယ်ကျွန်တော် download ထဲမှာကျွန်တော် standard EPB standard application နဲ့ folder လေးလုပ်ပြီးတော့အဲ့မှာသွားစိတ်လိုက်မယ်နော်ဒီတဲ့နေရာလေးခွဲရတဲ့ဘောပါကျွန်တော်ကတော့အဲ့တော့ဒီမှာ download ဆက်နေပြီဖြစ်တယ်အဲ့တော့ခဏလေးစောင့်မယ် down ပြီးရင်ကျွန်တော်တို့က installation လုပ်ပြီးတော့ချိန်တဲ့နည်းလေးပါပြောပြမှာဖြစ်ပါတယ် okay အဲ့တော့ကျွန်တော်ဒီမှာ down ပြီးသွားပြီပေါ့နော်တစ်ချက်ကြည့်အောင်အဲ့တော့ download button နဲ့ down ထားတဲ့ဒီ installer file လေးကိုကျွန်တော်ဒီမှာ show in folder လေးနှိပ်လိုက်မယ် show in folder နေပြီးတော့သူ့ကို right click ထောက်ပြီးရင် run set admin နဲ့ run မယ်ဒါအများစုသိပြီးသားပါတို့တော့လွယ်တကူကကျွန်တော်ဒါပဲတက် open နဲ့ပဲသွားမှာဆိုတော့ right click run set admin feature ကိုရပါတယ်I agree သဘောတူမှာပေါ့ဒါတဲ့ next သူ့ရဲ့ instruction တိုင်းပဲ line နာသွားရုံမှာ follow လုပ်သွားရုံမှာပေါ့နော်ဒီမှာ install run နေပြီခဏလေးစောင့်နော်ပြီးသားပြီနောက်တစ်ခါလေး run မလား run ကျွန်တော်အမှန်ချင်မဟုတ်ရင်တော့ပြီးမှဖွင့်လိုက်ရတယ် finish ပြီးသားအဲ့တော့ကျွန်တော် desktop ပေါ်မှာသွားမယ် desktop မှာတော့သူကပေါ်လာလားဆိုဒီမှာတော့ပေါ်တယ်တကယ်လို့ desktop မှာမပေါ်ရင်လည်းကျွန်တော်တို့ဒီ search bar မှာပဲ x လို့ရိုက်လိုက်ရင် VPN လို့တန်းပေါ်လိုက်မယ် run set admin နဲ့ပဲ run မယ်နော်ဖွင့်ရင်လည်းကျွန်တော် admin နဲ့ပဲဖွင့်မှာဒါပေါက်ကွာလဲဆိုရင်ကျွန်တော်တို့ permission ပြည့်ဝရတာဒါအစားပိုပြီးကွာတယ်ပေါ့နော်ခဏလေးစအောင်ပထမဆုံးစဖွင့်တာနည်းနည်းလေးတော့ကျွန်တော်တို့ကြားလိုက်မယ်ပေါ့နော်ခုတက်လာပြီ XVPN တော့လက်ကူတွေအသုံးပြုတာဒီမှာ connection ဆိုတော့sorry ဒါကကျွန်တော်တို့ account နေပါပြီပေါ့နော်ဒါလေးပဲပြန်ထုတ်လို့ရတယ်အဲ့ free version ဆိုတော့ဒါလေးသွားလို့ဆံမလို့ connection နှိပ်လိုက်မယ်ဒီမှာရာခိုင်နှုန်းလေးပြေးသွားလိုက်မယ်ပေါ့နော် am protect ချိန်ပြီးသွားရင်ပါပြောင်းသွားမယ်ဒီမှာတစ်ချက်ကြည့်အောင်နော်တရားနဲ့ protect ဖြစ်သွားရင်1 second 2 second protocol ပေါ့နော်ဒါဆိုရင်ဒီ VPN လေးကိုစမ်းပြီးတောင်းကြည့်သိချင်ပါတယ်ကျွန်တော်အခုသုံးနေများတော့ Windows တွေအတွက်ဒါလေးကတော်တော်လေးအဆင်ပြေတယ်ပေါ့နော်ဒါထက်ပိုကောင်းတာတွေ့ရင်လည်းကျွန်တော်ထပ်ပြီးတော့ sharing လုပ်ပေးပါမယ်အားလုံးပဲအဆင်ပြေပါစေကွန်ပျူတာ MacBook နဲ့ပတ်သက်တဲ့အခြေခံသိချင်တာတွေချက်လက်တွေရှိရင်ကျွန်တော်ရဲ့ဒီ blog မှာလာပြီးတော့မှန်ပြီးမေးမြန်းဆွေးနွေးလို့ရပါတယ်